တော့ကျွန်တော် English with Sky ကကြတော့ campus ဖွင့်ပြီပေါ့နော်အရင်တုန်းကကြတော့ကျွန်တော်ရဲ့အတန်းတွေကဒါ online ကနေအဓိကထားပြီးတော့သင်တာမျိုးဖြစ်တယ်အခုကကြတော့ကျွန်တော်တို့ campus ဖွင့်ပြီအဲ့ဒီ campus ကကြတော့ဒါ Mandalay မှာဖွင့်လာတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ campus မှာဆိုရင်ဘာတွေသင်ပါလဲဆိုရင်ကျွန်တော်တို့ GED တွေပြီးတော့ SAT calculus English full skills ပြီးရင် flyer mover starter ပြီးရင်နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ IELTS တို့ Duolingo တို့အဲ့ဒါတွေအပါကျွန်တော်တို့ကသင်မှာဖြစ်ပါတယ်အဲ့တော့သင်တန်းလိပ်စာလေးကကြတော့ကျွန်တော်တို့ဒီပသိမ်မြို့နယ်အထက်ကကြောင်ရှိရပေါ့နော်အဲ့ဒီနားမှာဒါ EPC ရုံးလေးရှိတယ်အဲ့ဒီ EPC ရုံးအကျော်မှာဒါဘထူးလန်းဆိုတာလေးရှိရပေါ့အဲ့ဒီဘထူးလန်းကိုကျွန်တော်တို့တန်းတန်းဝင်လာလိုက်တာနဲ့ English with Sky ကျွန်တော်တို့သင်တန်းကြောင်လေးကိုတွေ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ English with Sky သင်တန်းမှာဒီဇင်ဘာအတွင်းမှာပေါ့နော်ဖွင့်သွားမယ်အတန်းတွေကကြတော့ဒါ pre-GED ရှိမယ်ပြီးတော့ GED ရှိမယ်ပြီးရင်နောက်တစ်ခုက SAT ပေါ့နော် SAT ဆိုရင်လည်းကျွန်တော်တို့ကနှစ်တန်းခွဲထားတာမျိုးဖြစ်တယ် pre-SAT နဲ့ SAT ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့တင်ချဝိုင်းပေါ့အဲ့တော့ calculus ဆိုရင်လည်းသူက pre-calculus လည်းရှိမယ် calculus လည်းရှိမယ်ပေါ့ပြီးရင်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ English full skill ကိုမှသူက basic to advanced ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းဒါဖွင့်သွားမှာဖြစ်တယ်အဲ့တော့ဒီ၄တန်းကျတော့သူကဒီဇင်ဘာမှာဖွင့်သွားမဲ့၄တန်းဖြစ်တယ်ပေါ့နော်ဒီအတန်းတွေအားလုံးကကျတော့သူက weekend အတန်းတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီစနေတနင်္ဂနွေလာပြီးတော့တက်ရမှာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့သူကဒီအတန်းတွေအကုန်လုံးကိုတက်ချင်တယ်ဆိုလဲသူကမနက်ခင်း9:00 နာရီကနေညနေ3:00 နာရီအထိဖြစ်ပါတယ်အဲ့တော့အဲ့ဒီတန်းတွေကကျတော့ဒါအစင်လိုက်တင်သွားမှာမျိုးဖြစ်တယ်ပေါ့အဲ့တော့ဒီတန်းတွေကဘယ်နေ့မှစမလဲဆိုရင်ဒီဇင်ဘာ6မှာစမှာဖြစ်ပါတယ်အဲ့တော့ဒီတန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်သိချင်တာမျိုးရှိရဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလည်းဆက်လို့ရတယ်ပြီးတော့ကျွန်တော်ရဲ့ဒါ Telegram ပေါ့နော်အဲ့တော့ Telegram ကိုလည်းဆက်သွယ်လို့ရတာမျိုးဖြစ်ပါတယ်အဲ့တော့ဒီဖုန်းနံပါတ်လေးဆက်လို့ရတယ်ပေါ့နော် Okay အဲ့တော့အားလုံးကြိုးရှိတော့မယ်လို့ယုံကြည်ပါတယ်